အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မျှဝေပေးမယ့်အကြောင်းအရာလေးကတော့ Taiwanese ဘဏ်ဘုံတွေကိုငွေထည့်နည်းလေးပဲဖြစ်ပါတယ်ခင်ဗျာအရင်ဆုံးကျွန်တော်ငွေထည့်လို့ရတဲ့ဘုံရှာမယ်ပြီးရင်ဒီမှာကတ်ထုတ်လိုက်ပါမယ်ဟုတ်ကဲ့ကျွန်တော်တို့ပြီးရင်တော့ကျွန်တော်တို့ password 6လုံးရေးထည့်ရမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ဒီနေရာမှာ password 6လုံးရေးထည့်ရမှာဖြစ်ပါတယ်ပြီးရင်ခဏလေးစောက်ပါဘာမှနှိမ့်စရာမလိုပါဘူးခင်ဗျာဒီလိုမျက်နှာပြင်လေးကြားလာပြီဆိုရင်ကျွန်တော်တို့ကျင်းနေတဲ့ဘာသာစကားကိုယူလို့ရပါတယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်ထိုင်းဘာသာစကားကိုယူလိုက်ပါမယ်ဟုတ်ကဲ့တကယ်ချင်းတော့လဲလို့ကြည့်လို့ရပါတယ်ခင်ဗျာဒီပြီးရင်ဒီဘက်ညာဘက်တော့ကအပေါ်ဆုံးတန်းကစာတန်းလေးကိုနှိပ်ရမှာဖြစ်ပါတယ်ခင်ဗျာဖာကွန်လို့ရေးထားပါတယ်အဲ့ဒါလေးကိုတစ်ချက်နှိပ်လိုက်ပါမယ်ပြီးရင်တော့ကျွန်တော်ဒုတိယတန်းက on sub ဆိုတော့ရှိပါတယ်အဲ့ဒါတစ်ချက်နှိပ်လိုက်ပါနှိပ်ရမယ့်ခလုတ်တွေကတော့တိတ်မများပါဘူးခင်ဗျာဖြည်းဖြည်းချင်းလိုက်လို့ကြည့်ရင်တော့အကုန်လုံးစင်ပြေပါမယ်ခင်ဗျာဟုတ်ကဲ့ပြီးရင်တော့ဒီလိုမျိုးလေးနာမည်နဲ့ဘန်နံပါတ်လေးကြားလာမှာပဲပြီးရင်တော့ဘုံလေးပွေးလာပါမယ်ခင်ဗျာနာမည်တေချာစစ်ပြီးရင်ကျွန်တော်တို့ပတ်စံကိုညီညီစီပြီးတော့ဘုံလေးကိုတေချာလေးထည့်လိုက်ပါခင်ဗျာโอเคထည့်လို့ပြီးသွားပြီဆိုရင်ခဏလေးစောက်ပေးလိုက်ပါစက်ကနေပြီးတော့အော်တိုပတ်စံရည်နေတာဖြစ်ပါတယ်ပြီးရင်တော့စက်ကနေပြီးတော့ကိုယ့်ရဲ့ငွေပမာဏနဲ့ငွေအမောက်ကိုတွက်ပြီးတော့ပြလာပြီးမှဖြစ်ပါတယ်ပြီးရင်တော့ဒီဘက်ဘဲဘက်တောက်ကခလုတ်လေးအောက်မှာတစ်ခုရှိပါတယ်အဲ့ဒါကတော့ fuck firm လို့ရေးထားပါတယ်အဲ့ဒါကတော့ကျွန်တော်တို့ငွေထည့်ရှင်နေဆိုရင်ထည့်လို့ရပါတယ်ကျွန်တော်ကတော့ထပ်ထည့်တော့ဆိုတော့ဆက်သွားလိုက်ပါမယ်ခင်ဗျโอเคဒီလိုကြားလာပြီဆိုရင်ကျွန်တော်ရဲ့ငွေပမာဏပြီးရင်တော့ဘုံရင်ဝန်ဆောင်ခပါနော်ဝန်ဆောင်ခတော့မရှိပါဘူးဒီလိုလေးပြလာပါမယ်โอเคကျွန်တော်အတီးပြုတ်ဖို့အတွက်အပေါ်ကခလုတ်လေးကိုတစ်ချက်ပြန်နှိပ်လိုက်ပါမယ်โอเคဒီလိုလေးလုပ်ပြီးပါပြီဆိုရင်တော့ကျွန်တော်တို့ပတ်စံထဲနီးလေးအောင်မြင်စွာပြီးဆုံးသွားပါပြီခင်ဗျာဟုတ်ကဲ့ဗီဒီယိုလေးသိမကြည့်တဲ့အတွက်ကြောင့်မို့လို့သိခံပေးကြပါခင်ဗျာပြီးရင်တော့ဒီနားလေးမှာကတ်နဲ့ဒီဘက်ညာဘက်တော့ကဆက်လေးဖြတ်ပိုင်လေးထွက်လာမှာဖြစ်ပါတယ်ဟုတ်ကဲ့ဒီချက်ကိုရောက်ပြီဆိုရင်တော့ငွေသွင်းနီးဗန်လေးကိုငွေသွင်းနီးလေးပြီးဆုံးသွားပါပြီခင်ဗျာဟုတ်ကဲ့တကယ်ချင်းတို့လည်းလိုက်လို့ကြည့်လို့ရပါတယ်ဘာမှမခက်ပါဘူးခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်